Hello, welcome to your Choice Education Center. အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကတော့အင်္ဂလိပ်စာလေ့လာလင်းသူတိုင်းအင်္ဂလိပ်လိုစိတ်ခွန်အားဖြစ်စေတဲ့စကားလုံးလေးတွေ idiom လေးတွေကိုအတူတူလေ့လာကြရအောင်။ဒီစကားလုံးလေးတွေကိုသိထားရင်အင်္ဂလိပ်လိုစကားပြောတဲ့အခါမှာလည်းပို့ပြီးတော့မှသဘောကျစရာကောင်းလာသလိုပြီးတော့ကိုတိုင်းလည်းစိတ်သက်ကြနေတဲ့အချိန်မှာကိုအားပေးဖို့လည်းသုံးလို့ရပါတယ်။အဲ့ဆိုဒီနေ့ရဲ့ idiom ၅ခုကဘာတွေဖြစ်မလဲအဆုံးမှာလည်းကိုယ်တိုင်လေ့ကျင့်လို့ရအောင်လေ့ကျင့်ခန်းလေးလည်းထည့်ပေးထားပါတယ်အဲ့ဆိုရင်စလိုက်ကြရအောင်ဒီနေ့ရဲ့ပထမဆုံး idiom လေးကတော့ the sky's the limit သူရဲ့အတိတ်ပဲကကြတော့ you can do anything မင်းဘာမဆိုလုပ်နိုင်တယ်ကိုအတွက်ပေါ့နော်အသားအစီးဆိုတာမရှိဘူးဆိုတဲ့အတိတ်ပဲနဲ့ the sky's the limit လို့သုံးပါတယ်ဥပမာလေးနဲ့အတူတူကြည့်ရအောင်Don't be afraid to dream big in this industry. The sky's the limit. အိမ်မက်ကြီးမဲ့ဖို့မကြောက်ပါနဲ့ဒီနယ်ပယ်မှာမင်းပါမဆိုဖြစ်လာနိုင်တယ်။နောက်ဥပမာလေးတစ်ခုအားကြတော့ If you learn English well, the sky's the limit for job opportunities abroad. မင်းအင်္ဂလိပ်စာကိုကောင်းကောင်းတက်ရင်ကောင်းကောင်းလေ့လာမယ်ဆိုလို့ရှိရင်နိုင်ငံခြားမှာအလုပ်လုပ်တဲ့အခါမှာဘယ်နေရာမဆိုသွားလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဲဆိုရင်ကိုအလွယ်မှတ်မယ်ဆိုလို့ရှိရင် the sky's the limit ရဲ့အဓိပ္ပာယ်ကကြတော့မင်းပါမဆိုလုံနိုင်တယ်ဆိုတဲ့အခါမှာဥပမာကိုယ့်ရဲ့တငယ်ချင်းကိုပဲဖြစ်ဖြစ်ကိုတိုင်းပဲဖြစ်ဖြစ်စိတ်သက်ကြနေတဲ့အချိန်မှာ the sky's the limit ဆိုပြီးတော့မှကိုပြန်ပြီးတော့မှ motivation ပေးလို့ရပါတယ်။ဒုတိယ idiom လေးကတော့ push the envelopeဒါကကြတော့သူ့ရဲ့အဓိပ္ပာယ်က do more than normal ပုံမှန်လုပ်နေကြတဲ့ပို့ပြီးတော့မှစူးစမ်းတာပြောချင်တာကဥမာနေနမိတ်တစ်ခုကန့်သက်ထားရင်တောင်မှအဲ့ဒါကိုကြော်လွှားပြီးတော့မှလုပ်မယ်ပို့ပြီးတော့မှစူးစမ်းကြည့်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တကယ်လို့ကိုစင်ခေါ်တဲ့အနေနဲ့သုံးချင်တယ်ဆိုလို့ရှိရင်ကြတော့ဥပမာလေးက I decided to put the envelope by waking up at 5 a.m. to exercise every day မနေ့တိုင်း9နာရီထပြီးတော့မှလေ့ကျင့်ခန်းလုပ်ခြင်းအပြင်ကိုစင်ခေါ်တယ်ပေါ့နော် decided ဆိုတာဆုံးဖြတ်လိုက်တယ်လို့လည်းပြောလို့ရပါတယ်ဥပမာကိုကစီးပွားရေးမှာပြောချင်တယ်ဆိုလို့ရှိရင်ကြတော့ to stand out in today's market we need to put the envelope with our design ဒီနေ့ရဲ့ဈေးကွက်မှာကိုကထင်ပေါ်ချင်တယ်ဆိုလို့ရှိရင်ကြတော့ design ဘိုင်းမှာကိုကပုံမှန်ချက်ပို့ပြီးတော့မှစူးစမ်းရမှာဖြစ်ပါတယ်အဲဆို put the envelope ရဲ့အတိတ်ပဲက do more than normal ပုံမှန်ချက်ပို့ပြီးတော့မှလုပ်ပါတတိယ idiom လေးကတော့ break new ground သူ့ရဲ့အတိတ်ပဲကကြတော့ do something new ဒါကကိုတခါမှမလုပ်ဘူးတဲ့အရာကိုစပြီးတော့မှလုပ်ကြည့်တာပေါ့နော်အသစ်အဆန်းဖြစ်အောင်လုပ်ကြည့်တာဥပမာဆိုရင် these research aim to break new ground in renewable energy storage ဒီသုတေသနကပြန်လဲပြည့်ဖြိုးစေတဲ့စွမ်းအင်ကိုတူလောင်တဲ့တခါမှမလုပ်ဘူးတဲ့အစပြိုးဖို့လှုပ်ဆောင်ဖို့ရည်ရွယ်တဲ့လုပ်ငန်းဖြစ်ပါတယ်။အဲ့ဆိုဒီနေရာမှာ break new ground ရဲ့အတိတ်ပဲကအသစ်ကိုစပြီးတော့မှစမ်းကြည့်တာလုပ်ကြည့်တာဒီထွင်တာကိုပြောတာဖြစ်ပါတယ်။ This app will break new ground by delivering food using robots ဒီ application ကစားတောက်ကုန်တွေကိုစက်ရုံနဲ့ပို့ခြင်းအပြင်အသည့်အစမ်းတစ်ခုကိုလှုပ်ဆောင်မှာဖြစ်ပါတယ်။အဲဆိုရင် break new ground ရဲ့အတိတ်ပဲကကိုကအသည့်အစမ်းတစ်ခုကိုလှုပ်ချင်တဲ့အခါမှာသုံးတဲ့ idiom ဖြစ်ပါတယ်။နောက်ထပ် idiom လေးတစ်ခုအားကြတော့ go the extra mile သူ့ရဲ့အတိတ်ပဲက try extra hard ကိုမျောလင့်ထားတာတဲ့ပို့ပြီးတော့မှစူးစမ်းတာဥပမာလေးနဲ့အတူတူကြည့်ရအောင်The player went the extra mile by staying after practice to train alone. အဲ့ဒီကစားသမားကလေ့ကျင့်ပြီးတဲ့ချိန်မှာတောင်မှသူကြံခဲ့ပြီးတော့မှတယောက်တည်းထပ်လေ့ကျင့်တဲ့အထိသူကပို့ပြီးတော့မှစူးစမ်းခဲ့ပါတယ်။နောက်တစ်ခုက if you go the extra mile, your boss will notice. မင်းမျောလင့်ထားတာထက်ပိုစူးစမ်းမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှအားစိုက်ထုတ်မယ်ဆိုလို့ရှိရင်မင်းရဲ့တထေးကမင်းကိုတတိထားမိပါလိမ့်မယ်။အဲဆိုဒီနေရာမှာပို့ပြီးတော့မှအားစိုက်ထုတ်ရမယ်အစူးစမ်းရမယ်ဆိုလို့ရှိရင် go the extra mile ဆိုတဲ့ idiom ကိုသုံးပါတယ်။ကဲဒီနေ့ရဲ့နောက်ဆုံး idiom လေးကကြတော့ keep your chin upဖြစ်ပါတယ်ဒါကတော့ကိုစိတ်တက်ကြနေတဲ့ချိန်အခက်ခဲကြုံနေတဲ့အခါမှာကိုစိတ်မပြတ်ဖို့
ပြီးအကောင်းမြင်နေဖို့ဆိုအားပေးတဲ့အခါမှာသုံးတဲ့ idiom လေးတစ်ခုဖြစ်ပါတယ်ဥပမာကြည့်ရအောင် keep your chin up tomorrow will be better စိတ်မပြတ်နဲ့ပေါ့နော်စိတ်တက်မကြနဲ့မနေ့ပြန်ကြရင်ပို့ပြီးတော့မှကောင်းလာမှာဖြစ်ပါတယ် I know moving to a new city is hard but keep your chin up you will make friends soon မြို့အသစ်ကိုပြောင်းလာတာခက်တယ်ဆိုတာသိတယ်ဒါပေမဲ့စိတ်မပြတ်နဲ့မကြခင်မှာတငယ်ချင်းတစ်တွေရလာလိမ့်မယ်ပေါ့နော်ဒါကတော့ဗာလဲဆိုလို့ရှိရင်stay positive ပေါ့နော်ကိုအကောင်းမြင်တဲ့အခါမှာအကောင်းမြင်ရမယ်ဆိုတဲ့အချိန်မှာစိတ်သက်ကြနေတဲ့အချိန်မှာကိုခွန်အားပေးတဲ့အခါမှာသုံးတဲ့ idiom လေးဖြစ်ပါတယ် idiom ၅ခုတော့လေ့လာပြီးသွားပါပြီအဲဆိုရင်ဒီတစ်ခါ review လုပ်တဲ့အနေနဲ့ပုံလေးပြထားပါမယ်အဲ့ဒီပုံကိုကြည့်ပြီးတော့မှဘာ idiom လေးဖြစ်မလဲဆိုတာခန့်မှန်းကြည့်ကြရအောင်အဲ့ဆိုပထမဆုံးပုံတစ်ပုံကဘာဖြစ်မလဲဟုတ်ပါတယ် keep your chin up okay နောက်နံပါတ်2ပုံကဘာဖြစ်မလဲဟုတ်ပါတယ် break new ground နံပါတ်3ကကြတော့ the sky's the limit နံပါတ်4 go the extra mile ဟုတ်ပါတယ် you can do it နောက်တစ်ခုကကြတော့ put the envelope ဖြစ်ပါတယ် okay ဒီနေ့ရဲ့ idiom လေးကိုလေ့လာပြီးသွားပြီဆိုလို့ရှိရင်အခုကိုယ်တိုင်လေ့ကျင့်ကြရအောင်အောက်ကစာကြောင်းလေးတွေမှာကွက်လက်လေးတွေပါပါတယ်ဒီနေ့လေ့လာခဲ့တဲ့ idiom လေးတွေကိုပြန်ပြီးတော့မှဖြည့်ကြည့်ပါဒီနေရာမှာဗီဒီယိုခဏလေးရပ်ပြီးမှကိုတကယ်ဒီနေ့လေ့လာခဲ့တဲ့ idiom ၅ခုကိုတကယ်နားလည်သိသွားပြီးသုံးသပ်သွားသလားဆိုတာကိုကိုပြန်ပြီးတော့မှ try လုပ်ကြည့်ပါရှင်ဟုတ်ကဲ့ပါဒီနေ့ရဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲဒီ idiom လေးတွေကိုနေ့စဉ်သုံးနေကြစကားပြောမှာထည့်သွင်းကြည့်ပါဒီလိုဗီဒီယိုလေးတွေကိုကြိုက်နေတဲ့အကျိုးရှိတယ်ဆိုလို့ရှိရင် like and share လေးလုပ်ခဲ့ပေးဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ် bye bye